Hello ကျွန်တော် Chelsea ချစ်ညီကိုပရိသတ်တွေအားလုံးပဲတာယာ agent နဲ့နေ့ရက်လေးတရက်ဖြစ်ကြပါစေလို့ဥစ္စာပထမဆုမွန်ကောင်းတောင်းလိုက်ပါတယ်ကျွန်တော်ကတော့ CBTV YouTube channel နဲ့ Lion Facebook page ကကိုစောပဲဖြစ်ပါတယ်ဆိုတော့လက်ရှိမှာကျွန်တော်တို့ Chelsea အသင်းအနေနဲ့ဒီ top ဘော်လေးတို့ဝယ်ယူပြီးခဲ့တဲ့နောက်ပေါ့နော် Chelsea ပရိသတ်တွေအတွက်ဘာပဲပြောအတိုင်းအတာတစ်ခုထိစိတ်ကြည်နေရတဲ့အခိုက်အတန့်ကာလတစ်ခုကိုတော့ရောက်ရှိနေလို့ပြောလို့ရတယ်ကျွန်တော်တို့သူတို့အသင်းကိုဝယ်ယူပြီးနောက်ပိုင်းမှာပေါ့နော်အများအားဒီပရိသတ်တွေနဲ့ conflict ဖြစ်လေရှိတဲ့တထေးတွေကအခုဆိုရင်ဘာပဲပြော high profile ရှိတဲ့နေပြတယောက်ကိုအသေးထွက်ဖြည့်ဆည်းပေးထားသလိုကျန်တဲ့ transfer ပိုင်းတွေမှာဆိုလို့ရှိရင်လေတခြားအသင်းတွေနဲ့ရှင်းလိုက်မယ်ဆိုလို့ရှိရင်ဘာပဲပြောလိုအပ်တဲ့ကစားသမားတွေပြီးတော့ပရိသတ်တောင်းဆိုမှုရှိတဲ့ကစားသမားတွေကိုတောက်လျှောက်ဆိုသလိုဖြည့်တင်းနေတယ်သူတို့ဖြည့်တင်းတဲ့ကစားသမားတွေကအရင်တုန်းကလည်းသူတို့ဖြည့်တင်းခဲ့တာပဲဗျာသိတယ်မလားဒါပေမဲ့လည်းပရိသတ်တွေရဲ့ဆန္ဒနဲ့ဆန့်ကျင်တယ်ကျွန်တော်ပြောချင်တာကပရိသတ်တွေကိုအလိုလိုက်တာမျိုးမဟုတ်ဘဲနဲ့ Chelsea နဲ့ Chelsea ပရိသတ်ဆိုတာကအတိုင်းအတာတစ်ခုထိအတိုင်းအတာတစ်ခုတက်ကိုပို့ရဲပေါ့နော် link တွေရှိပြီးသားဖြစ်တယ်ပေါ့နော် sense တွေရှိပြီးသားဖြစ်တယ်ဆိုတဲ့ data တစ်ခုမှာဒါအခုတော့ဘာပဲပြော Chelsea အသင်းတော်သတင်းကောင်းတွေအများကြီးကစောင့်ကြိုနေတာဖြစ်တယ်ကျွန်တော်တို့တပြင်းတွေချပြီးတော့တောက်တွေတစ်ခေါက်နဲ့ဖြတ်တန်းခဲ့ရတဲ့ကာလတွေကတော့ဒီ Premier League ရာသီမှာအဆုံးသတ်နိုင်မလားဆိုတာကျွန်တော်ကိုယ်တိုင်လည်းတော်တော်လေးရှင်ခုန်နေမိတယ်သတင်းကောင်းတွေကတော့တကယ်ကိုများခဲ့တဲ့ဒါကာလတစ်ခုလို့ပြောရမှာဖြစ်တယ်ပေါ့နော်နံပါတ်1နီးပြဖြစ်တဲ့မှုမှာဆိုလို့ရှိရင်လည်း high profile ရှိတဲ့ရှာဘီလွန်ဆိုလိုမျိုးနီးပြတူကိုခေါ်ယူနိုင်တယ်လို့တစ်ဖက်မှာဆိုလို့ရှိရင်လည်းဒါအသင်းရဲ့လိုချင်တဲ့ကစားသမားတွေပေါ့နော်ကွမ်တာတို့ပလက်စတာတို့စတဲ့ကစားသမားတွေကိုလည်း Chelsea အသင်းတွေနဲ့တောက်လျှောက်ဆိုသလိုပြန်လည်ဖြည့်ဆည်းတယ်နောက်ပြီးတော့အသင်းမှာတိတ်ပြီးတော့အသုံးမဝင်တော့တဲ့ကစားသမားတွေကိုလည်း Chelsea အသင်းကလှပပြန်လည်ပြီးတော့ရှင်းထုတ်ရောင်းချတာတွေလုပ်တယ်အထူးသဖြင့်ဒါ Morgan Roger ကိုခေါ်တဲ့ဒီမှာဆိုလို့ရှိရင်ဒီ Nicholas Jackson တို့နောက်ပြီးတော့ခန္ဓာချိုးကတော့ဟိုဖြစ်တာပေါ့နော်အဲ့လိုမျိုးတွေသူတခါတည်း link လုပ်ပြီးတော့ဒါသွားတယ်ဆိုတဲ့အနေအထားတစ်ခုကအပြန်လည် transfer မှာလည်းတော်တော်လေးကျွန်တော်တို့အတွက်အလုပ်ဖြစ်တယ်လို့ပြောရမှာဖြစ်တယ်အဲ့တက်ပို့ပြီးတော့သတင်းကောင်းကဘာလဲဆိုရင်ကျွန်တော်တို့ဒီဘောလုံးရာသီနှစ်ခုစာလောက်မမြင်တွေ့ခဲ့ရတဲ့မကာလိုမူဒရစ်ပေါ့နော်ဆိုတော့မူဒရစ်ကကျွန်တော်တို့အခုဆိုရင်ပြန်ပြီးတော့အသင်းနဲ့အတူပြန်လည်ပူးပေါင်းနိုင်ပြီဖြစ်တယ်သူ့ရဲ့အမှုကိစ္စတွေအားလုံးကပြီးမြောက်သွားပြီဖြစ်တယ်ဆိုလိုတာကကျွန်တော်တို့ရဲ့ဒီတောင်ပန်ပေါ့နော်တောင်ပန်နဲ့ပတ်သက်လို့ရှိရင်ဒါကျွန်တော်တို့ဟိုမမျော်လင့်မဲနဲ့ပေါ့နော်ပြန်ပြီးတော့ဘာလုပ်ပြနိုင်မလဲဆိုပြီးတော့မျော်လင့်ရတဲ့အနေအထားမျိုးပြန်ဖြစ်သွားတယ်ဒါပေမဲ့ Pedro Neto ရဲ့အခြေအနေကတော့ကျွန်တော်တို့လည်းစောင့်ကြည့်အောင်မယ် Neto နဲ့ပတ်သက်ပြီးတော့လက်ရှိမှာကဝိဝါဒကွဲပြားမှုတွေကတော့ရှိနေတယ်တချို့ကလည်းအချိန်ဆက်ပေးတဲ့နဲ့တချို့ကလည်း Chelsea အသင်းမှာဒါမိုင်ကုန်ပဲဆိုပြီးတော့ပြောနေကြတဲ့အပိုင်းတွေလည်းရှိတယ်ပေါ့နော်။ဘာပဲပြော Morgan Roger တို့တွေရောက်လာတယ်ဆိုတော့မခါမူဒရစ်တို့ပြန်လာတယ်နောက်ကွမ်တာတို့ရောက်လာတယ်ဆိုတဲ့အနေထားတည့်ရမှာတော့ Chelsea အသင်းရဲ့တောင်ပန်ခန်းကဏ္ဍကလည်းအများကြီးဒါအားရှိသွားတယ်ဆိုတဲ့အနေထားမှာတော့ရှိတယ်တိုက်စစ်ကိုတော့ဒါ develop အနေနဲ့Chelsea အသင်းနဲ့တူဆက်လက်ပြီးတိုက်ပွဲဝင်လို့တယ်ဒါပေမဲ့ဟိုအသင်းဘက်ကတော့ develop ကိုတိတ်ပြီးတော့ဟိုဆွဲထားမယ်ဆိုတဲ့အနေထားမှာတော့မရှိဘူးလက်ရှိမှာဝါရင်တိုက်စစ်ထားမှာဖြစ်တဲ့ Danny Welbeck ကိုခေါ်တယ်ဆိုတော့ develop ကတော့ဘာပဲပြောဆက်ပြီးတော့သူ့ရဲ့နေရာတော့တိုက်ပွဲဝင်သွားဖို့အဆင်သင့်ရှိတယ်ဆိုပေမဲ့ Joao Pedro ကလက်ရှိမှာ number 1 choice အနေနဲ့ရှိနေသလို Danny Welbeck ကလည်း super sub အနေနဲ့ရှိနေတယ်ဆိုတော့ develop ရဲ့အခန်းကဏ္ဍဘယ်လိုဆက်ဖြစ်မလဲ Chelsea တင်းနေနဲ့ကလည်း develop အပေါ်မှာဒီအချိန်ပေးတာကလုံလောက်ပြီးလို့ယူဆနေတဲ့အပိုင်းတွေကလည်းရှိတယ်ဒါကတော့ Chelsea အသင်းရဲ့တိုက်စစ်နဲ့ပတ်သက်ပြီးပြောစရာပေါ့ပွဲလည်နဲ့ပတ်သက်လို့ရှိရင်ဒီတိုင်းပဲ Chelsea အသင်းကလက်ရှိမှာအသင်းရဲ့အားကိုးရပြီးတော့ဒါ Argentine player တူဖြစ်တဲ့ဒီ Enzo Fernandez ပေါ့နော် Fernandez နဲ့ပတ်သက်ပြီးတော့ပထမတော့ Real Madrid နဲ့တောက်လျှောက်ဆိုသလိုမျိုးအတန်တွေထွက်တာပေါ့နော်ဒါပေမဲ့အားလုံးသိတဲ့အတိုင်းပဲ Chelsea အသင်းက Enzo Fernandez ကို2032ခုနှစ်ထိစာချုပ်သက်တမ်းအရှည်ကြီးချုပ်ထားတာဖြစ်တယ်နောက်ပြီးတော့ဘာတစ်ချက်ရှိလဲဆိုလို့ရှိရင် Chelsea အသင်းရဲ့ဒီခေါ်တဲ့ပြောင်းရွှေ့ချေက Real Madrid အတွက်အဆင်မပြေဘူးဒါပေမဲ့အခုလက်တလုံးမှာပို့ပြီးတော့ Chelsea အသင်းရဲ့ပရိသတ်တွေပေါ့အထူးသဖြင့် Enzo Fernandez ကိုအသင်းမှာဆက်ရှိစေခြင်းနဲ့ပရိသတ်တွေအနေနဲ့တစ်ချက်စောင့်ကြည့်ရမယ့်အပိုင်းက Manchester City ဖြစ်တယ်ဆိုတော့ Manchester City အသင်းအနေနဲ့က Rodriရဲ့နေရာမှာ Enzo Fernandez ကိုချိန်ရွယ်ထားတာရှိတယ်။နောက်ပြီးတော့လက်ရှိသူတို့ရဲ့နီးပြသစ်ဖြစ်တဲ့ Enzo Maresca ဟာဆိုလို့ရှိရင်လည်းတစ်ချိန်ကသူနဲ့ Chelsea အသင်းမှာလက်တွဲခဲ့တဲ့ Enzo Fernandez အပေါ်မှာယုံကြည်မှုရှိပြီးတော့ Enzo Fernandez ဟာဒီနေရာနဲ့တင့်တော်တဲ့ကစားသမားတို့အဖြစ်သတ်မှတ်ထားတာဖြစ်တယ်။ဆိုတော့ကစားသမားဘက်ကိုပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းကစားသမားကိုယ်တိုင်ကတော့ဒီ Chelsea မှာဟောပြောရမလဲ Chelsea မှာ Chelsea ဆိုတဲ့အနေအထားမျိုးတော့သိပ်မမြင်အောင်ဒါကတော့ကျွန်တော်အနေနဲ့သိပ်ပြီးစိတ်မကောင်းတဲ့ချက်ပေါ့နော်သူ့အနေနဲ့ဒီအပြောင်းရွှေ့နဲ့ပတ်သက်လို့ရှိရင် open လုပ်ထားရဆိုတဲ့အခြေအနေတွေကိုတော့ကျွန်တော်တို့အနေနဲ့ဒီ report တွေအရသိရတယ်ပေါ့နော်သို့တော့ဒါက Manchester City နဲ့ကစားသမားဘက်ပေါ့ Chelsea သင်းဘက်ကိုပြန်ကြည့်မယ်ဆိုရင်တော့ Chelsea သင်းကသူတို့ရဲ့ကစားသမားကို
ဒီလောက်ထိစောတနေဒီဟိုပေါ့ရောက်ချဖို့အတွက်သူတို့အနေနဲ့စိတ်ဆန္ဒလုံးဝမရှိဘူးပြီးတော့လက်ရှိပေါက်ကြီးခေါ်တာကလည်းယူရိုတန်120လောက်ထိခေါ်ထားတာဖြစ်တဲ့အတွက်ဒါကတော့စဉ်းစားစရာအနေထားမျိုးမှာတော့ရှိနေတာပေါ့နော်ဆိုတော့ကွင်းလယ်မှာကတော့ကန်စီတိုနဲ့အန်ဆိုဖာနန်ဒက်တို့သာဆက်ရှိမယ်ဆိုလို့ရှိရင်တော့ချက်စီးတင်ကတကယ်ကို solid ဖြစ်တယ်ဘာလို့လဲခန်းစစ်မှာလည်းဒါလာခရော့တို့လိုကစားသမားတွေထပ်ပြီးတော့ဖြစ်တစ်ထားတာရှိတယ်ဆိုတော့လပိုင်းကိုဝဲတို့ရှိတယ်ထိုဆင်အတာပီယာတို့ရှိတယ်ပြီးရင်ဖူဖာနာတို့ရှိနေတယ်ပေါ့နော်ဆိုတော့ဘာဖြစ်ပြောခန်းစစ်ကတော့လာကွာရလာတာကကျွန်တော်အတိုင်းအတာတစ်ခုထိတော့ okay သွားရဆိုတဲ့အနေထားဒါပေမဲ့ဒီတောင်ပန်တွေပေါ့နော်ဒါဘယ် site နဲ့ညာ site ကိုတော့ဘယ်လိုဆက်လုပ်မလဲဆိုတော့ကျွန်တော်စောင့်ကြည့်အောင်မယ်ဘာလို့ဆိုတော့မာလိုကူစတိုနဲ့ပတ်သက်ပြီးတော့လက်ရှိမှာသတင်းတွေကမငြိမ်ဘူးချက်စီးတဲ့နေနဲ့မာလိုကူစတိုကိုရောင်းချကောင်းရောင်းချနိုင်တယ်ဆိုတော့အနေထားမျိုးလည်းကြားနေရတယ်ယူရိုကတော့တန်80နီးပါးလောက်ကိုဒါမာလိုကူစတိုအတွက်ချက်စီးတဲ့ကလိုချင်နေတယ်လို့လည်းကျွန်တော်တို့သတင်းတွေကထွက်တယ်ဆိုတော့ချက်စီးကတော့အပြောင်းလဲတွေကတော့ကြီးကြီးမားမားကိုထောက်လျှောက်ဆိုလို့လုပ်နေတာဖြစ်တယ်မမျော်လင့်ဘဲနဲ့ဘယ်ချမ်းကကူကူရလာ Real Madrid တင်ကိုပြောင်းရွှေ့သွားတာကလည်း Chelsea တင်ရဲ့ဒီ left side back အတွက်ဘယ်လိုမျိုးပြန်ပြီးဖြည့်တင်းမလဲဆိုတာကကျွန်တော်တို့စောင့်ကြည့်ရမယ်အနေထားမျိုးမှာတော့ရှိနေတယ်ဆိုတော့ Chelsea တင်ကအဲ့ဒီနေရာလေးတွေကိုတော့ကောင်းကောင်းကင်တွယ်သွားနိုင်မယ်ဆိုလို့ရှိရင်လာမယ့်ရာသီမှာတိတ်လေဒါကျွန်တော်တို့ဝိဝါဒများကြမရှိဘူး Premier League လောက်ပဲဟော်ဒီဘတ်တီကန်ရမယ်ဆိုတဲ့အနေထားတစ်ခုမှာဒါဆာဖီလွန်ဆိုအနေနဲ့လည်းဘယ်လောက်ထိ Chelsea တင်ကိုဆွဲခေါ်သွားနိုင်မလဲဆိုတာကျွန်တော်တို့တကယ်ကိုစောင့်ကြည့်ခြင်းစရာအနေထားမျိုးမှာဖြစ်နေတယ်ပေါ့နော်ပြောရရင်တိုက်စစ်ကတော့တော်တော်လေးကျွန်တော်တို့အတွက်အားရဖို့ကောင်းသွားပြီပေါ့နော်လက်ရှိရှိနေတဲ့စားသမားတွေကိုတေချာသာ train လုပ်မယ်တေချာဒီ return မိသွားမယ်ဆိုလို့ရှိရင်တော့ Chelsea ရဲ့တိုက်စစ်ကအများကြီးကျွန်တော်တို့အတွက်ဒီအားကောင်းသွားတယ်ဆိုတဲ့ထားမှာရှိတယ်ဆိုတော့အဓိကကဒီကွင်းလယ်နဲ့ဒီ site တွေပေါ့နော်ဒီကွင်းလယ်နဲ့ site တွေကိုတော့ကျွန်တော်တို့တစ်ချက်ကြည့်ရမယ်ဘာလို့ဆိုတော့ Romeo Lavia ကတိတ်ပြီးတော့ကျွန်တော်တို့ဟို injury record အရာပေါ့နော်အရင်ကြီးအားကိုးလို့ရမယ်ဒီထားမျိုးမှာမရှိဘူးလို့တော့ကျွန်တော်အနေနဲ့ထင်တယ်နောက်ပြီးတော့လက်ရှိမှာကဒီအန်ဒရူဆန်တိုဆိုဘာလို့ကိုလည်းရောင်းချထားရဲဆိုတဲ့အနေထားမှာကွင်းလဲမှာကိုင်စီတိုအက်ဆိုဖာနန်ဒက်ဆက်ရှိရင်တော့ဘာမှသိပ်ပြီးတော့ခရီလို့ဆရာမလုံးနှစ်ယောက်သား link လည်းဖြစ်နေပြီ Premier League လည်းအတွေ့အကြုံရှိနေပြီဖြစ်တဲ့အတွက်ဒီညောက်ကိုတော့ဆက်ထိန်းစေခြင်းနဲ့ဒါပေမဲ့ဒီလိုတန်120ဆိုတာကတော့ရရင်တော့ Chelsea ကစဉ်းစားမယ်ဆိုတဲ့အနေထားမျိုးတော့ရှိနေတာပေါ့နော်ဆိုတော့ပြီးတော့ဒီ left side back right side back တွေပေါ့နော်ဒီနေရာတွေကဆိုလို့ရှိရင်တော့တေချာပေါက် Chelsea တွေနေကောင်းကောင်းမွန်မွန်လှုပ်ထားတဲ့နေပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်တို့ regain အသင်းကောင်းဆောင် regain ကလည်းဟိုတည့်တဲ့အတိုင်းပဲ injury ကဘာမှမသိရဆိုတဲ့အနေအထားမျိုးမှာမလုကူဆိုကိုရောင်းမယ်ဆိုရင်တော့ဒီဘယ်ရောညာရောမှာကဒီ solid ဖြစ်ဖြစ် strong ဖြစ်ဖြစ် proper ဖြစ်ဖြစ်ကစားသမားတွေတော့ထပ်ပြီးတော့လိုအပ်မယ်ဆိုတဲ့အနေအထားမျိုးပေါ့နော်လောလောဆယ်တော့ခေါ်ထားတာလေးတော့ရှိပါတယ်ခံစစ်ကစားသမားလေးတူခေါ်ထားရလေးရှိတယ်ဆိုတော့ဆက်တော့စောင့်ကြည့်အောင်မှာဖြစ်တယ်ဒါပေမဲ့ကျွန်တော်မျှော်လင့်တာကတော့ဒီရာသီကတော့ Chelsea ပြည်သက်တွေအနေနဲ့ Chelsea တင်းရဲ့ပွဲစဉ်တွေကိုမလွတ်တမ်းစောင့်ကြည့်ရမယ်ဘောလုံးရာသီတစ်ခုဖြစ်လာနိုင်မလားပေါ့နော်ဒီလိုတော့ရင်ခုန်မိတယ်ဆိုတော့ကျွန်တော်ပြောကြရင်လည်းကျွန်တော် Chelsea ချင်းကိုပြည်သက်တွေအားလုံးကိုဒီလိုလေးနဲ့ဒီလောက်ပဲရန်နာကြပါတယ်ဆိုတော့ပြည်သက်တွေအနေနဲ့လည်းကိုယ့်ရဲ့အမြင်လေးတွေရှိရင်အောက်က comment box ထဲမှာဝင်ရောက်မှချက်ပေးရေးသားသွားနိုင်လို့ကျွန်တော်ရဲ့ Blue Facebook page နဲ့ CBTV YouTube channel ကိုလည်းစဉ်းစားမပြ follow လုပ်ပေးထားကြပါဦးကျွန်တော်တို့ဘောလုံးရာသီတွေစရင်ပြန်ပြီးတော့ပြည်သက်တွေနဲ့ထိတွေ့ဖို့ကျွန်တော်အနေနဲ့စူးစမ်းပါမယ်အားလုံးပဲ see next video ပါနော်